တောသူမလေးတယောက်ရဲ့တနစ်တာအပိုင်းတစ်ဝါမနေ့ပို့လင်းလာပြီပဲငါရဲ့ဖွားဖွားဘယ်ရောက်သွားပြီလဲမသိဘူးအောက်ထပ်ကိုဆင်းလိုက်ပါဦးမယ်ဖွားဖွားထိုင်နေရပဲဖွားဖွားနိုးပြီပေါ့အေးမီးလေးရေဖွားဖွားနိုးတာကြပေါ့မီးလေးအတွက်တောင်ထမင်းဟင်းနေတောင်ချက်ပြီးသွားပြီဟိုမဲ့အောက်စားအောင်မယ်မီးလေးမျက်နှာတဲ့ရေမိုးချုံမှာမလားဒီကတော့မချိုးရဘူးလေဖဖရဲ့မနေ့ကမှချိုးပေးထားဆိုတော့မျက်နှာပဲတက်တော့မယ်အေးမျက်နှာတက်ပြီးတော့ရင်စားလိုက်တော့နော်ဟုတ်ကဲ့ဖဖအေးကဲငါမျက်နှာတက်လိုက်ပါဦးမယ်ငါတို့ရဲ့အိမ်လေးကအရန်တာရတာပဲငါတို့အိမ်လေးရောငါတို့နေရဲ့ရွာလေးရောတော်လေးကမှတာရတယ်မျက်နှာတက်လိုက်ပါအောင်မယ်ကဲမျက်နှာလည်းတက်ပြီးတော့အဲ့ဆိုအထဲထဲဝင်တော့မယ်ဖဖရဲ့မီးလေးမျက်နှာတက်ပြီးတော့ရင်နော်အေးမျက်နှာတက်ပြီးတော့အဲ့ဆိုလို့ရှိရင်တော့အဲ့ညိုစားလဲပြီးစတုံးထုတ်ခဲ့နော်ဟုတ်ကဲ့ဖဖအေးကဲအင်ဂျီလေးလဲလိုက်ပါအောင်မယ်ကဲအင်ကြီးလေးလဲပြီးတော့စတုံးလေးထုံးပြီးတော့ဖဖရှိသွားလိုက်အောင်မယ်ဖဖရေမီလီအင်ကြီးလေးလဲပြီးတော့စတုံးလေးထုံးပြီးတော့ဆိုမီလီထမင်းစားရမယ်နော်အေးမီလီအဲ့အုံစားအောင်မယ်နော်ဟင်းနေချက်ထားတယ်မီလီကြိုက်တဲ့ကျဥကြော်လေးရောဟုတ်ကဲ့ဖဖအပိုင်းတစ်ကတော့ဒီလောက်ပါပဲနော်အပိုင်းတစ်ကိုလည်းကြတင်ပေးပါမယ်ဘိုင်